တော့ဦးစင်းတို့ရွာပါဦးစင်းကရွာကိုတနေ့တစ်ခေါက်တော့ပြန်ဖြစ်တယ်ပေါ့နော်ဒီခါစိတ်မကောင်းစရာတစ်ခုတွေ့ရတယ်ပေါ့အဲ့ဒါဘာလဲလို့ဆိုတော့ဦးစင်းတို့ရွာကတောင်သူတွေများတဲ့အတွက်ကြောင့်အကုန်လုံးစဘာဆိုင်တယ်ကြားတယ်ပေါ့စဘာဆိုင်တော့လဲဒီနှစ်ကသူတို့အကုန်လုံးရှုံးကြတာပေါ့မနစ်ကဈေးတက်ကိုဒီနှစ်ပိုကြတယ်လို့ပြောတယ်ပေါ့နော်စဘာတေကဟို60 65အဲ့လောက်ပဲဝင်တယ်ပေါ့စဘာ100ထွက်မှ60 65ရတာပေါ့နော်စဘာ100မထွက်တဲ့သူဆိုလို့ရှိရင်50 60လောက်ပဲထွက်တယ်ဆိုရင်2သိန်း3သိန်းနဲ့သူတို့ကဓာတ်မြေဩဇာဘူးတောင်ဓာတ်မြေဩဇာတိတ်တင်3သိန်းကျော်နေဆိုတော့သူတို့ရှုံးကြတာပေါ့နော်ညက်သွားတာကတော့ဒီကုံတယ်ပွဲစားတွေပဲညက်သွားတာပေါ့နော်လှောင်နိုင်တဲ့ဈေးရှင်နဲ့စဘာထွက်တဲ့ချိန်ဆိုရင်ဈေးကျသွားတယ်ပြီးရင်စဘာဈေးတွေထူတက်သွားကုံတယ်ပွဲစားတွေပဲမြတ်သွားတယ်ပေါ့ဦးဇင်းတို့တောင်သူတွေအကုန်လုံးကတော့အကျွေးတွေပတ်ရှာလဲဝိုင်းပြီးတော့ရတဲ့ဈေးလေးနဲ့ထုတ်ရောင်းကြရတာတွေ့ရတယ်ပေါ့နော်စိတ်မကောင်းပါဘူး